အားလုံးပဲမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းလိုက်ပါတယ်ဒီနေ့ဘာမှလည်းကျွန်တော်မပြောဘဲနဲ့ကျွန်တော် live မှာလည်းအသိမပေးဘဲနဲ့ကျွန်တော်ဒီမှာ live လွှင့်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်ဒီ18ရက်နေ့တင်မဲ့ဒီသင်ခန်းစာလေးတွေပေါ့နော်18ရက်နေ့တင်မဲ့သင်ခန်းစာလေးတွေနဲ့ပတ်သက်ပြီးတော့တချို့လည်းဒီခုနကတီးပြီးသားလူလည်းရှိချင်နေရှိမှာပေါ့နော်မတီးသေးတဲ့လူတွေလည်းရှိမှာပေါ့အဲ့ဒါလေးတွေကျွန်တော်နည်းနည်းလေးပြောပြခြင်းလို့ပါဒီမှာကျွန်တော်တို့ဒီခုနကဟိုအရင်ဒီရှေးကဒီကျမ်းနေမှာပေါ့နော်ရှေးကကျမ်းနေမှာကျွန်တော်တို့ဒီဆရာတော်ခင်ကြီးပြောလို့ဘာလို့မှာလဲအဲ့ခုနအင်္ဂါဘုရားနဲ့ပတ်သက်တဲ့ကျမ်းနေပါတယ်ကျွန်တော်အပြင်းပါဆရာတော်ရဲ့ကျမ်းနေမှာလဲဒီနန္ဒမကြောင်းဆရာတော်ပေါ့နော်အဲ့မှာလည်းပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီအရှင်အိန္ဒဝန်တမထေเนาะအလင်းပြအလူတိုက်ရိုက်ကျမ်းနေမှာလည်းကျွန်တော်တို့ဒီငါးဝိဇ္ဇာနဲ့ပတ်သက်တဲ့ဒီနေပါတယ်ပေါ့နော်ပါတဲ့နေရာမှာကျွန်တော်တို့ကဒီခုနဒီဆရာတော်ခင်ကြီးပြောရဲ့ကျမ်းရင်းကအပိုက်40မှာဒီအင်္ဂါဝိဇ္ဇာနဲ့ပတ်သက်ပြီးတော့သူကဗာပြောထားလဲဆိုတော့အိုင်ထဲကမြရွှေငွေအကြံပါလူအသွေးအဲ့လိုမျိုးပေါ့နော်ဒီလေးကျွန်းဆောင်တဲ့မျိုးလို့ပြောချူအေးလေမြန်လူဘာလို့အဲ့ဒါမျိုးပေါ့နော်ဒီခုနကဟိုကျွန်တော်တို့ဒီဟိုငားတိုင်းမစွာတိုင်မူလာနဲ့ဒီခုနကဟိတ်လက္ခဏာတို့ဘာလို့အဲ့လိုမျိုးပေါ့နော်သူရဲ့ဒီကျမ်းမှာပါတယ်သူကဒီမှာကျွန်တော်ပြန်လေ့လာကြည့်တဲ့အခါကျတော့ဒီအဲ့ဒီမှာကျွန်တော်တို့ကဒီအချိန်တိုင်းကိုကျွန်တော်တို့ကဒီတိုင်ငားတိုင်းထုတ်ပြီးတော့ဟောမှာလားဒါမှမဟုတ်ရင်နေ့တိုင်းကိုထုတ်ပြီးဟောမှလားဆိုတာကိုကျွန်တော်တို့ကအဲ့ကျမ်းနေမှာမပါဘူးဒါပေမဲ့ကျွန်တော်တို့ပြန်ပြီးတော့ဒါကိုသူတေသနာပြန်လုပ်နေရတာသူကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီခုနကဓာတ်မှန်ကိုထုတ်အိုင်လေးကမြတ်ရွှေငွေပေါ့ဗျာတိုင်9တိုင်ထုတ်ဓာတ်မှန်ကိုထုတ်သူကမိတ်လဲအုပ်ဓာတ်ထုတ်မိတ်ကိုစီမိတ်ကြီးဓာတ်ကိုမှန်ပေါ့သူကဓာတ်မှန်ကိုထုတ်ဆိုတော့ကျွန်တော်အန်တော်ပေါ့ဗျာအန်တော်ဆိုဒီအိုင်လေးကမြတ်ရွှေငွေအန်တော်ပေါ့မြဆိုတော့ကျွန်တော်မိတ်လဲအုပ်ဆိုတော့ကျွန်တော်ဒီမှာအောင်ပါဆိုပြီးတော့အဲ့လိုမျိုးဒီခုနကမိတ်အုပ်တော်တာမျိုးလည်းရှိတယ်အိုင်ဒီကဒီခုနကမြဒီခုနကရွှေရွှေဆိုတော့ကျွန်တော်တို့ကဒီဘက်မှာဒီဓာတ်မှန်ကိုထုတ်မိတ်လဲအုပ်ဓာတ်ထုတ်မိတ်ကိုစီဓာတ်ထုတ်မိတ်ကိုစီဆိုတော့ခုနထုတ်ထားတဲ့ဓာတ်ကိုထုတ်ထားတဲ့မိတ်ကိုတခါပြန်စီတော့မိတ်ကကျွန်တော်တို့တော်ရင်းဆိုတော့ကျွန်တော်တို့ဒီမှာရာဟုပေါ့ဗျာပုထုတိုင်ထုတ်သွားတယ်မိတ်ကြီးဓာတ်ကိုမှန်အဲ့ဒါမှာဟိုအိုင်တဲ့မြရွှေငွေဆိုပြီးကျွန်တော်တို့တနင်္လာတိုင်နဲ့အဆုံးသတ်တော့ရှိတယ်အခြားတိုင်တွေမှာလည်းအဲ့တိုင်းပဲပေါ့နော်သူကအဓိကတော့ဓာတ်မှန်ကိုထုတ်မိတ်လဲအုပ်ဓာတ်ထုတ်မိတ်ကိုစီမိတ်ကြီးဓာတ်ကိုမှန်ဒါကတော့သူ့ရဲ့ဒီခုနကtheory ပဲ theory ထဲမှာကျွန်တော်တို့ကဒီတိုင်9တိုင်နဲ့ပတ်သက်တာတွေကျွန်တော်တို့ကပါတယ်ဒါပေမဲ့ဒီမှာလည်းအရင်ကျွန်တော်ကျမ်းတွေကိုလေ့လာကြည့်တဲ့အခါလဲကျွန်တော်တို့နှစ်ပေါင်းများစွာလေ့လာတဲ့လူတွေတော့ရေးလဲအောင်လို့ဟိုအဲ့ဒီတိုင်တွေကိုကျွန်တော်တို့မရှင်းနိုင်ဘူးဒါပေမဲ့တချို့တွေကတော့ဘလို့တွေရှင်းနေတယ်တော့မသိဘူးကျွန်တော်လည်းသူတို့ဖတ်တာကိုမရှင်းဘူးတဲ့မှာဘလို့တွေရှင်းနေမှမသိဘူးကျွန်တော်လည်းသူတို့ဖတ်တာကိုမရှင်းဘူးအမှဒီဟိုညမှာကျွန်တော်တို့ဒီအပြင်းဆရာတော်ပေါ့နော်နန်းဝင်ကျောင်းကြီးဆရာတော်ဟောတဲ့ဒီအင်္ဂါဘုရားကျမ်းမှာလေသူကအမျှကျင်ပေါ့တနင်္ဂနွေတိုင်ဒါပေမဲ့အဲ့ဒါမှလည်းအချိန်တိုင်လို့ကျွန်တော်တို့ကနင်းတော့မပါဘူးနေ့ကိုယူမှာလားအခြေကိုယူမှာလားအဲ့ဒါမပါဘူးအမျှကျင်ပေါ့ဗျာအမျှကျင်ဆိုရင်ကျွန်တော်တို့ကသူကဘာကိုပြောထားလဲဆိုတော့ဒီအောင်ပဆိုတဲ့မိတ်ကိုထုတ်ပြီးတော့တခါဓာတ်ကိုပြန်အုပ်ထားတယ်ကျင်ဆိုပြီးတော့အမျှကျင်ခင်လာသွေးအဲ့လိုမျိုးစေတဝင်လွန်ကြမြင့်မင်းအင်းအောင်တောင်းစားလန်တာမျိုးပေါ့ဗျာနန်းလုံးဆွေနန်းလုံးဆွေပေါ့တချို့ကလည်းဆွေတချို့ကလည်းနန်းလုံးကြိုင်မျိုးလောက်ကြတာပေါ့ဒါထားပါတော့ဒီအဓိကတော့ကျွန်တော်ကပြောချင်တာကဒီတိုင်3တိုင်နဲ့ထုတ်တာလည်းရှိတယ်တိုင်9တိုင်နဲ့လည်းထုတ်တာရှိတယ်ဒါပေမဲ့ဒီဘက်ခေတ်မှာကျွန်တော်တို့အင်္ဂါဝိဇ္ဇာကိုသူတေသနာလုပ်ကြည့်ကတတိုင်းနဲ့တော့ပတ်ချလေနေတာကိုတွေ့ရတယ်ကျွန်တော်ကတော့အခုဒီခုနက Telegram group တင်နှမ်းမှာတော့ကျွန်တော်ကဒီ basic ကနေစရှင်းတာဆိုတော့ဒီတိုင်တွေကဖြစ်ပေါ်လာပုံကိုကျွန်တော်ကအရင်ရှင်းနေတာလေဒါမှလည်းဟိုတင်နှမ်းသားတွေအနေထားနဲ့ကဒီတိုင်တွေကိုကျွန်တော်တို့ကတေချာကြည့်ပြီးတော့ဒီတိုင်တွေနဲ့ပတ်သက်ပြီးတော့အခြေခံတွေကိုအခြေခံကြလေးပေါ့ဌာနဆိုလဲဌာနအလျောက်ပေါ့ဗျာသဘောဆိုလဲသဘောပေါ့ဥပမာတနင်္ဂနွေတိုင်ပေါ့တနင်္ဂနွေတိုင်ဆိုကျွန်တော်တို့တီဇောဓာတ်လောင်တဲ့တိုင်ပေါ့ဒါသူ့ရဲ့ကျွန်တော်တို့ကဟိုနင်းပေါ့
ဒီဖြစ်ပေါ်လာဖို့ပေါ့ဒီဇောတလောင်တာတော့ဖြစ်ပေါ်လာအောင်ဒါပေမဲ့ကျွန်တော်ဒီဘက်မှာကျွန်တော်တင်နန်းမူကတော့တရားအမှုပေါ့အပေါ်3လုံးကတရားပေါ့အောက်3လုံးကအမှုဆိုပြီးကျွန်တော်တို့အဲ့လိုတင်ခဲ့ရတယ်နော်တရားအမှုဆိုပြီးတင်ခဲ့တယ်ဒါပေမဲ့အဟောပိုင်းကြတော့ဘယ်လိုဟောရမလဲဆိုတော့လေကျွန်တော်တို့ဒီဘက်မှာတင်နန်းသားတွေနေတာနဲ့ဝေဝါးဝါဖြစ်နေတာတွေတွေ့ရတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကဖြစ်ပြီးခဲ့တဲ့အတိတ်ပေါ့ဒီဘေးရင်လာအတွက်တဲ့လူတွေကတော့များသောဖြစ်တော့ကျွန်တော်တို့ပြစ္ဆုတ်ပံတဲ့တဲ့နဲ့အနာဂတ်ကိုပဲသိကျင်ကြတယ်အတိတ်ကိုသိမသိကျင်ကြဘူးဒါပေမဲ့တကယ်တမ်းကျတော့ဒီအတိတ်ကဟာတွေကကျွန်တော်တို့ကဒီခုနကမှယူပြီးမှသာလင်ဒီကျွန်တော်တို့ဒီခုနကပြစ္ဆုတ်ပံတွေကိုကျွန်တော်တို့ကဟောရတာကပို့ပြီးတော့ကျွန်တော်တို့ကလွယ်ကူတယ်နှုတ်ဖို့ဆိုရင် तू လာတဲ့လမ်းကြောင်းကမှန်လားမမှန်လားဆိုတော့ကျွန်တော်တို့ကသူတည်တနာလုပ်ကြည့်အောင်ပါပေါ့နော်ဘာကြောင့်လဲဆိုတော့ဥမာပြကျွန်တော်တနင်္ဂနွေသားသမီးကကျွန်တော်တို့အသက်6နှစ်ကနေ15ဆို22နှစ်မှာကျွန်တော်ဒီဘက်10နှစ်ဆိုတော့29နှစ်မှာကျွန်တော်တို့ကအင်္ဂါမှာထိုင်နေတယ်အင်္ဂါမှာထိုင်နေတော့တနင်္ဂနွေနဲ့အင်္ဂါနဲ့အပြင်ရန်လာကြနေတယ်ဒါရန်ကျိုးမှာလာအိတ်နေတော့ပေါ့တနင်္ဂနွေသားသမီးအသက်20ခွန်ဆိုရင်ကျွန်တော်တို့ဒါဂျိုးအိတ်ကောတက်ရောက်ကိုတွားကြတယ်အဲ့ဒါမှကျွန်တော်တခါတုံညကျွင်းဆိုလို့ရှိရင်ဒီနေရာမှာမာရဏလည်းသူကဂျိုးအိတ်တယ်မာရဏလည်းတက်ရောက်တယ်အပြင်ရန်လည်းကြတယ်ဒီမှာရန်ကြတယ်ဆိုကျွန်တော်ထုံးစံဆိုရအပြင်ရန်ဟောမှာဆိုအမှုကင်းပိုင်းနေပါတယ်ဟောရမှာပေါ့ဒီလိုမာရဏကျွန်တော်တို့ဂျိုးအိတ်တယ်ဆိုကျွန်တော်တို့ဒါချမ်းမာရေးနဲ့ပတ်သက်ပြီးဟောရမှာပေါ့နော်ဒီသဘောမျိုးပေါ့ဒါပေမဲ့ကျွန်တော်တို့ဒီဘက်မှာကအဲ့လိုပေါ့သူတကယ်ဘာဖြစ်လာတယ်လဲဆိုတာကိုကျွန်တော်တို့ကအင်္ဂါဘုရားတိုင်မှာပြန်ရှာမှာပေါ့အဲ့တော့ကျွန်တော်တို့လက်ရှိသင်တန်းမူကတော့ကျွန်တော်တို့သင်ခဲ့ရတယ်ဒီခုနကဒီဆရာကြီးကြာမြင့်ရဲ့မူပေါ့ကျွန်တော်တို့ကနေ့တိုင်းကိုကျွန်တော်တို့အတိတ်လို့သတ်မှတ်လိုက်တယ်နေ့တိုင်းကိုကျွန်တော်တို့အတိတ်ဆိုရင်ခုနကကျွန်တော်တို့ဖြတ်တန်းလာတယ်ဥမာထားပါတော့ဗျာသူကအသက်29မှာကျွန်တော်တို့ကဂျိုးအိတ်ကအင်္ဂါကုန်ပြီးတော့ဒီဘက်ကိုကျွန်တော်တို့18နှစ်ဆို46နှစ်ဆိုရင်တနင်္ဂနွေကကျွန်တော်တို့ဒီခုနကဘယ်လိုသွားမလဲဆိုဗုဒ္ဓဟူကိုသွားမှာဗုဒ္ဓဂျိုတွေကိုကူးမှာအဲ့ဒါလည်းအင်းဝါကိုကျွန်တော်ကူးမှာဒါအင်းဝါကိုကူးမယ်ဆိုတဲ့ဟာကလေမင်္ဂလာပါဆရာတဲ့မင်္ဂလာပါနော်ကျွန်တော်လည်းဒီနေ့ရုပ်တရက် live လွှင့်လိုက်တယ်ဆိုတော့ဘယ်သူမှလည်းသိချင်မှသိမယ်ဒါပေမဲ့ကျွန်တော်ကဒီဘက်မှာအင်္ဂါဥစ္စာကိုကျွန်တော် Telegram သင်တန်းမှာ level 2သင်ဖို့အတွက်ကိုကျွန်တော်ဒီဟာလေးကိုကျွန်တော်နည်းနည်းပြောပြနေတာအဲ့တော့ကျွန်တော်တို့အတိတ်တိုင်ကိုပြန်ပြီးတော့ကြည့်ကျင်တယ်ဆိုရင်တော့ခုနကတော့ကျွန်တော်တို့ဖြတ်တန်းလာတယ်သူ29နှစ်ကနေ30ဆိုသူကဒီဘက်တည်းကိုဖြတ်မှာပေါ့ဗျာအဲ့ဖြတ်မဲ့ဟာရဲ့30ကိုသူဖြတ်မှာအဲ့ဖြတ်မဲ့ဟာကိုကျွန်တော်ဒီဘက်29အထိကိုဖြတ်လာတဲ့လမ်းကြောင်းကိုကျွန်တော်တို့ကသူ့ရဲ့ဒီခုနကအတိတ်တိုင်နေ့တိုင်းပေါ့ဗျာနေ့တိုင်းကိုကျွန်တော်တို့ကဒီဘက်ဘိုင်းမှာကျွန်တော်တို့ကဖြတ်လာတဲ့ဟာကိုပြန်ကြည့်ရမှာသူဘယ်လိုဖြတ်လာလဲဆိုတာအဲ့ဒါလေးတွေကိုကျွန်တော်ကဒီဘက်မှာသင်မယ်နောက်ပြီးတော့လက်တွေ့ practically ကြပေါ့ကျွန်တော်တို့ဒီခုနကဟောပိုင်းတွေကို level 2မှာသင်မယ်ဟောတဲ့နေရာကြာရင်တော့ကျွန်တော်တို့အခုဒီ basic မှာနည်းနည်းနိုင်မှ basic မှာအခုလာမယ့်အပတ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီခုနကတိုင်ကိုခုနတိုင်ကိုကျွန်တော်တို့ဒီသူတေသနာပိုင်းကြီးပြန်ဝင်တော့မယ်အခုကကျွန်တော် basic ဘိုင်းကြီးတင်နေတာ basic ဘိုင်းတင်တဲ့အခါကျတော့ကျွန်တော်တို့ကဒီခုနကမတိကြလင်တွေးဆဦးဆိုပြီးတိုင်ရင်ဖြစ်ပေါ်လာကိုရှင်းတယ်ပြီးရင်ခုနကတနင်္ဂနွေတိုင်ဆိုတရားအမှုတနင်္လာဆိုရင်ကွဲခွဲခီးဓာတ်တွေကိုရှင်းပေးတယ်အင်္ဂါဆိုအမှုအရှုပ်ကြွားဓာတ်တွေကိုရှင်းပေးတယ်ပြီးရင်တိုင်ရဲ့ဌာနတွေပေါ့ဗျာပြင်စပို့တို့စပို့တို့ကိုကျွန်တော်ရှင်းပေးတယ်ဓာတ်တွေကိုနည်းနည်းလေးခဏပြန်ကြည့်တာသိတယ်မအမှုမှတ်မနေနဲ့ဟိုဘက်ကြတော့ကိုထုံးနဲ့မင်္ဂလာပါသားကြီးနော်မင်္ဂလာပါဒီမှာလဲဆရာလဲဒီခုနကရုပ်ရက်ဆိုတော့သားတို့ဘယ်သူမှအကြောင်းမကြားမိဘူးအခုဒီဘက်မှာတင်တန်းနောက်ထပ်2 level 2ကို16နှစ်ဖွင့်မှာဆိုလေအဲ့ဒါအတွက်ကိုဆရာပြောပြနေတာအဲ့တော့ဒီဘက်မှာခုနပြောတဲ့ဒီတိုင်9တိုင်နဲ့တိုင်3တိုင်တို့ကရှုပ်နေတာဒီဘက်တတိုင်တော်မှတော်တော်လေးရှုပ်ထွေးနေတာအဲ့ဒီ9တိုင်ကြီး3တိုင်ကိုအဝေးကြီးဒါမဲ့ဆရာတော်ကျမ်းမှာလဲညံနေတဲ့သူညံကြီးတဲ့လူဆိုပြီးခွဲထားတာကျွန်တော်တို့တော့အခုလေညံမကြီးနိုင်သေးဘူးအဲ့9တိုင်ကိုနားအောင်မလဲသေးတာဒါအပွင့်လုံးကျွန်တော်ပြောပြတာဒါမဲ့တတိုင်လေးကတော့ကျွန်တော်တအားကျွမ်းတယ်2တိုင်လဲတအားကျွမ်းကျင်တယ်ဘလို့ဟောတခါမှမမှားဘူးသေးဘူးကျွန်တော်တို့ဟောနေတာပဲเนาะဟောကျွန်တော်ဟောတယ်တခါမှမမှားဘူးသေးဘူးခုနက2တိုင်လဲဟောတယ်ဒီခုနကတတိုင်နဲ့လဲဟောတယ်အဲ့ဒါဘာဖြစ်လို့ဆိုတော့ဒီတတိုင်2တိုင်ကိုကျွန်တော်တို့ကကျွမ်းကျင်သူတည်တနာလုပ်နေလို့ပဲအခုကျွန်တော်တို့ဒီဘက်ပိုင်းမှာခုန basic ဘိုင်းကြီးပြီးလို့ရှိရင်ကျွန်တော်တို့ကအဲ့မှာဌာနတွေပြန်မရှင်းတော့ဘူးဗျာမရှင်းတော့ဘဲနဲ့ခုနကြောပြောတဲ့နောက်ဒုတိယတော့လာမယ့်အပတ်ကျွန်တော်တို့ဗုဒ္ဓစနေတနင်္ဂနွေကျော်3ရက်တင်တယ်အဲ့3ရက်မှာ
အဲ့လိုပေါ့ဒီ8နာရီခွဲ9နာရီလောက်ဆိုကျွန်တော်ပုံမှန်ကျွန်တော် lesson ပေါ့သင်ခန်းစာတွေပေါ့သင်ခန်းစာတွေကျွန်တော် lesson တွေပို့ပေးတယ်နောက် video file တွေပေါ့နော်အဲ့ဒါတွေကျွန်တော်ပို့ပေးတယ်ပို့ပေးပြီးတော့အဲ့ဒါတွေကိုနားထောင်ပေါ့ဗျာကျွန်တော်ကဒါကတော့ကျွန်တော်ဒီခုနမနေ့ပိုင်းရိုက်ပြီးညနေပိုင်းတင်ပေးတာပေါ့အဲ့လိုမျိုးကြိုရိုက်ထားပါကျွန်တော်9နာရီဆိုတန်းပြီးတော့နင်းပြရတာပေါ့အဲ့တော့ဆိုတော့သဘောတခုကကျွန်တော်တို့ဒီဘက်မှာအခုဒုတိယ level 2ကိုရောက်သွားလို့ရှိရင်အဲ့ level 2မှာပထမပိုင်းကိုကျွန်တော်ပြန်မကောက်တော့ဘူးဟောတော့မှာတတိုင်းတိုင်းဟောမှာအဲ့ဒါတိုင်းတိုင်းဟောတဲ့နေရာကြရင်ကျွန်တော်တို့ကမမအောင်လို့ပထမပိုင်းဒီဘက်ပိုင်းဟာတွေကိုကျွန်တော်တို့နည်းနည်းလေးကြည်ညက်အောင်လေ့လာပါလို့ကျွန်တော်ကတော့အကြံပြုချင်ပါတယ်အဲ့ဒါဆိုကျွန်တော်ဒုတိယနောက်ဟိုဘက်ပိုင်းကြလို့ရှိရင်ကျွန်တော်တော့ဟောတော့မှာလေအဲ့ဟောပိုင်းကြီးပဲကျွန်တော်သင်ပေးမှာဘာဆိုလိုက်ဘလို့ဒါပေမဲ့အဲ့အားတွေမဟောခင်မှာကျွန်တော်ဘဲတိုင်းဒီမှာဘလို့လူမျိုးတွေလာပြီးမေးတတ်တယ်လဲဆိုတဲ့ဟာကိုကျွန်တော်အရင်ဆုံးပေးမယ်အဲ့ဒါတော့ကျွန်တော် theory ဘိုင်းနေပေါ့ theory ဘိုင်းနေကျွန်တော်တို့က research လုပ်ရတာပေါ့သူတည်တနာလုပ်ထားရတယ်အရင်ဖြစ်ခုနပေါ်တဲ့အတိတ်ပေါ့ယူရိုမင်္ဂလာပညာမှာလည်းရှိတယ်ကျွန်တော်တို့အတိတ်ဆိုတာဘာလဲဟိုအတိတ်ကဖြစ်ခဲ့တဲ့ဟာတွေပေါ့အတိတ်ကဖြစ်ခဲ့တဲ့ဟာတွေကျွန်တော်ပြီးခဲ့တဲ့အပတ်မှာကျွန်တော်တို့ကမနှစ်ကလည်းမိုးဖားအော်ရင်မိုးရွာတယ်ပေါ့ဗျာပွဲစိတ်တဲ့ရေကြီးမယ်ပေါ့ဒါမနှစ်ကဖြစ်ခဲ့တာအဲ့ဒါကိုဒီနှစ်မှာကျွန်တော်တို့ကတကယ်လို့ဖားအော်တယ်ပွဲစိတ်တက်တယ်ဆိုရင်ဒါပြီးခဲ့တဲ့ဟာကိုပြန်ကောက်ပြီးတော့ကျွန်တော်ကဒီနှစ်လည်းအဲ့လိုပဲဖြစ်မှာပဲဆိုတဲ့ဟာမျိုးပေါ့ဥမာဟိုတလိษံကြီးအတိုက်ပြောင်းတာလို့ပြောရည်ကြီးတဲ့သဘောတွေပဲဒါပြီးခဲ့တဲ့ဒါအတိတ်ပညာခန်းမှာပါတာအဲ့လိုပဲကျွန်တော်တို့ဒီအင်္ဂါဘုရားဟိုအပိုင်းမှာလည်းကျွန်တော်တို့ကအတိတ်ကဟာတွေပြန်ကောက်ရတယ်တနင်္ဂနွေသားသမီးဟာအသက်9ကတနှစ်ကနေပြီးတော့ sorry 9ကဟို15နှစ်ဆို22နှစ်ကနေပြီးတော့ခုန29နှစ်ကြားထဲမှာ28နှစ်မှာ तू ကရန်ဂျိုအိတ်သွားတယ်အဲ့ဒီရန်ဂျိုအိတ်သွားတယ်တကယ်လို့3ညကျွင်းတနင်္ဂနွေဆိုကျွန်တော်ဒီနေရာမှာမာရဏဝါကြောက်ရတယ်အဲ့ဒါကိုကျွန်တော်တို့ကပြန်ထောက်ပြီးကြည့်မှာနောက်ပြီးအခုကျွန်တော်တို့က29နှစ်ကနေပြီးတော့16ပေါင်း46ပေါ့အဲ့46ကိုပြန်သွားတဲ့အခါမှာလည်းအဲ့ဒီတိုင်းပဲကျွန်တော်တို့သွားမှာဘာလို့သူဒီဘက်မှာကျွန်တော်တို့က46ကိုသွားရင်အင်းဝနဲ့သွားမှာလीအင်းဝဆိုတာခုနကမှတနင်္ဂနွေသားသမီးဒီဗုဒ္ဓဂျိုအိတ်လို့ရှိရင်အင်းဝဟိုကျွန်တော်တနင်္ဂနွေနဲ့ဗုဒ္ဓမယူပါဘူးဆိုတာအဲ့ဒါကျွန်တော်တို့ဟိုရက်ွက်ထဲကစူရိုးစကားနော်အဲ့စူရိုးစကားကိုကျွန်တော်တို့ဒီဘက်ကနီးပညာပိုင်းနဲ့လာမရောနဲ့ဆရာကြီးကျွန်တော်ကတော့တောက်ကြကျွန်တော်မိမတနင်္လာတစ်ချက်ပဲအဲ့ဒါရက်ွက်ထဲစူရိုးစကားတကယ်တမ်းဆိုလို့ရှိရင်ကျွန်တော်တို့တောက်ကြတာတနင်္လာမှာဂျိုအိတ်မှာကျွန်တော်တို့ကအတွင်းရံဖြစ်မှာလीဒါမှတစ်ချက်ဖြစ်မှာဟိုတနင်္ဂနွေသားလည်းကျွန်တော်တို့ဒီဗုဒ္ဓကိုရောက်တဲ့အခါအတွင်းရံဆိုတစ်ချက်ပေါ့တနင်္ဂနွေသားနဲ့ဗုဒ္ဓနဲ့မယူရတာမဟုတ်ဘူးအဲ့ဒါလေးရောမနေနဲ့ရှေးရစူရိုးစကားနဲ့ဒီကဘေဒင်ကျတော့နီးပညာနဲ့နီးပညာကျတော့စာ6တန်းနေပဲကျွန်တော်တို့ကအော်ဆီယာမကျော်ဆွေစင်ဟာအော်ဆီယာမကြီးမင်္ဂလာပါအဲ့တော့ကျွန်တော်တို့ဒီဘက်မှာအဲ့လိုပြန်ပြီးတော့ဟိုသူတည်တနာပေါ် research လုပ်ရတဲ့အပိုင်းတွေပါလာပြီလေအဲ့လိုပါလာတဲ့အခါကျတော့အဲ့ဒီခုနကအသက်ဒီခုနက29နှစ်ကနေ46ကြားထဲမှာကျွန်တော်တို့အတွင်းရံကြတယ်ဒါဆိုကျွန်တော်တို့ကလည်းဒီဘက်မှာပြန်ပြီးတော့ကြည်တာပေါ့သူဒီဘက်မှာအခုရောက်လာတဲ့ဒီသူလာတွက်တဲ့အချိန်ပေါ့သူအသက်လမ်းကြောင်းကိုတွက်ကြည့်တယ်တွက်ကြည့်တဲ့အခါမှာနေ့တိုင်းမှာသူဘာတွေဖြစ်ခဲ့လဲဘာတွေဖြတ်တန်းလာခဲ့လဲဆိုတဲ့ဟာတွေဒီကျွန်တော်တို့အဲ့ဒါမှာနေ့တိုင်းမှာအကုန်ခုနပြောတဲ့အတိတ်ကဖြတ်တန်းလာတဲ့လူတွေသူကဒီစာရီတော်ခဲ့တာလားရီးစားတွေများခဲ့တာလားအိမ်တော်တွေကွဲခဲ့တာလားဒီလိုမျိုးပေါ့ဗျာအိမ်တော်တွေကွဲခဲ့တာလားအိမ်တော်ဘယ်နှဆက်ဖြစ်ခဲ့တာလဲစာအရန်တော်ရသားနဲ့သူတော်သူဟိုနည်းဖြစ်ထားတဲ့တင်ခဲ့တဲ့စာတွေဟာဒီဘက်မှာသုံးစားမရတော့ဘူးလားအဲ့ဒါမျိုးပေါ့နော်သူခုနကဟိုခရီးတွေအများကြီးတွားခဲ့တာလားငွေတွေအများကြီးရခဲ့တာလားတိုက်ကြီးနဲ့နေခဲ့တာလားတဲနဲ့နေခဲ့တာလားပင်ပင်ပန်းပန်းဖြတ်တန်းလာတာလားအဲ့ဒါကြီးကျွန်တော်တို့ခုနပြောတဲ့အဲ့ဒီမှာလဲကျွန်တော်တို့ကပြန်ကြည့်အောင်မယ်နော်ခုနကျွန်တော်ပြောလို့ပေါ့ဗုဒ္ဓဂျိုရဲ့အနေကိုပြန်ကြည့်အောင်ပါဂျိုအနေကိုပြန်ကြည့်ရမယ်လीဂျိုအနေကကျွန်တော်တို့ကတည်ကျွန်းဆိုညာမာရဏဖြစ်သွားမယ်အဲ့ဒီမာရဏကကျွန်တော်တို့အတွင်းရံလည်းဖြစ်တယ်မာရဏလည်းဖြစ်တယ်လေးဝင်ဘုံမီလည်းဖြစ်တယ်အဲ့ဒီဟာရဲ့ရန်ဂျိုအိတ်တဲ့ဒီဟာတွေပေါ့နော်အားတွေကိုကျွန်တော်တို့ပြန်ပြီးဒီဘက်မှာပြန်ကြည့်အောင်မယ်လीဟုတ်တယ်မလားအဲ့ရန်ဂျိုအိတ်တဲ့ဟာတွေကိုကျွန်တော်တို့ပြန်ကြည့်မယ်အဲ့ရန်ဂျိုအိတ်တဲ့ဟာတွေကိုပြန်ကြည့်ပြီးတော့ဒီဘက်မှာခုနကျွန်တော်ပြောတဲ့အင်္ဂါဘုရားတိုင်လေးနဲ့ပြန်ပြီးတော့ combination method တွေကျွန်တော်တို့ပြန်ထုတ်ပေးမယ်ပြန်ထုတ်ပေးပြီးတော့အဲ့ဒါတွေကိုကျွန်တော် level 2မှာအဲ့ဒါတွေကျွန်တော်သင်ပေးသွားမယ်ပေါ့နော်အဲ level 2မှာသင်ပေးသွားမယ်အဲ့ဒါတွေကို level 2ကြားလို့ရှိရင်ကျွန်တော်ဒီအဟောပိုင်းတွေရောဒီဟိုနင်းတွေရောဒီကောက်ချက်ချတာတွေရောအယူဆတွေရော
အဲ့ဒါမှာကျွန်တော်တချို့ဟာလေးတွေမှာလည်း level 2မှာကျွန်တော်တို့ဒီယူရိုမင်္ဂလာသင်ခန်းစာနဲ့တော့မဆိုင်ဘူးဒါပေမဲ့အဟောပိုင်းတွေကကြတော့ကျွန်တော်တို့ယူရိုမင်္ဂလာသင်ခန်းစာနဲ့ဆက်ဆက်နေတဲ့အတွက်ယူရိုမင်္ဂလာသင်ခန်းစာကတော့တီးတန့်သင်ခန်းစာဖြစ်ပါတယ်အတိတ်ပညာကံနမိတ်ပညာကံစနေပညာကံတပေါင်းပညာကံဘဝပညာကံဆိုပြီးတော့ယူရိုမင်္ဂလာသင်ခန်းစာမှာကျွန်တော်တို့အားလုံး5မျိုးရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့အဲ့5မျိုးဟာကျွန်တော်ဒီဘက်မှာဆက်တဲ့ဟာလေးတွေကြာရင်တော့ကျွန်တော်ထည့်ပြီးတော့ဟိုနည်းဖြစ်ပေးမယ်လေကျွန်တော်တို့ဘာလို့ကျွန်တော်တို့အခုလေ့လာနေတာအကြားမြင်ပညာကံကြီးအကြားမြင်များနားနဲ့ကြားတာကကျွန်တော်တို့ဒါအကြားပေါ့ဗျာမျက်စိနဲ့မြင်တာအမြင်ပေါ့အဲ့မျက်စိနဲ့မြင်တဲ့အမြင်ကိုကျွန်တော်တို့ကသုံးသပ်မယ်ဟုတ်ပြီကြားသူလာတွက်တဲ့လူကဘာဘလူးပုံစံမှုနဲ့လာတာလဲဒီမှာဘယ်ပုံစံမှုနဲ့လာတာလဲသူကဝန်ထမ်းလားဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်တို့ကဒီခုနကတာမန်လက်လုပ်လက်စားလားဒါမှမဟုတ်လေကုန်တယ်လားဒီလိုပေါ့သူ့ရဲ့ဒီခုနကပုံပန်းတရားကိုကျွန်တော်တို့ကဆုံးဖြတ်မယ်ပြီးရင်သူကင်လာတဲ့ဒီပစ္စည်းတွေကိုကျွန်တော်တို့ကြည့်မယ်သူဝစ်လာတဲ့အယောင်တွေကိုကြည့်မယ်ဒါကကျွန်တော်တို့ဒီခုနကမျက်စိနဲ့မြင်တာအမှသူပြောတဲ့စကားတွေကျွန်တော်တို့နားထောင်မယ်နားနဲ့အကြားပေါ့အဲ့ချိန်မှာလည်းကျွန်တော်တို့ဘေးကနေဖြစ်လာတဲ့ဒီခုနကအကြားတွေပါအကုန်လုံးကျွန်တော်တို့ကဆွဲယူပြီးတော့နားထောင်ပေးရမှာပေါ့အဲ့ဒီအကြားတွေရောမျက်စိနဲ့မြင်တဲ့အမြင်တွေရောဒါဆိုကျွန်တော်တို့အကြားမြင်ပညာကံဖြစ်သွားပြီအဲ့ဒါအကုန်လုံးခုနကပြောတဲ့အင်္ဂါဘုရားတိုင်တွေကိုအကုန်ထိုးထည့်မှာနော်အဲ့လိုထိုးထည့်ပြီးတော့မှကျွန်တော်တို့ကဟောမှာတင်မှာသူခုနအဲ့ဒီ basic မှာကျွန်တော်တို့ခုန basic နိုင်ထားတဲ့လူကြလို့ရှိရင်တော့သူကအဲ့လိုထိုးထည့်လိုက်တော့ကိုယ်ကခနေပဲတင်မှာကိုယ်ကခနေပဲဟိုအမှန်တကယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကဟိုတနေ့ကတော့တယောက်ပေါ့အဲ့လိုပဲလာပြီးတွေ့တဲ့အခါကျတော့ကျွန်တော်ကဟိုသူ့အဲ့လိုတခွန်းဟောလိုက်တာပေါ့ဗျာဟိုငယ်ချစ်ဟောင်းနဲ့ပြန်ဆုံတယ်လို့ပြောတဲ့အခါကျတော့သူကနှစ်ယောက်သားတယောက်မျက်နှာတယောက်ကြည့်ပြီးပြုံးရတယ်ပေါ့တဲ့လားသူကဘာမှတော့မပြောပါဘူးအဲ့ငယ်ချစ်ဟောင်းနဲ့အဲ့လိုပြန်တွဲရင်တော့အဆင်ပြေနိုင်လားပေါ့နော်သူကကျွန်တော်ကိုပြန်ပြီးပြောတယ်ဒီနေရာမှာကျွန်တော်တို့ကငယ်ချစ်ဟောင်းနဲ့ပြန်ပြီးတော့စုံနေဆိုတဲ့နေရာလေးမှာကျွန်တော်တို့ဟောတဲ့အဟောပိုင်းနေမှာကြတော့ခုနအတွေ့အကြုံနဲ့ခုနနားနဲ့ကြားတာတွေရောမျက်စိနဲ့မြင်တာတွေရောသူပြောတဲ့ဟာတွေရောသူ့ရဲ့ပုံပန်းတရံတွေရောဝစ်လာတဲ့အယောင်တွေရောကျွန်တော်တို့ကအဲ့ဒီမှာလေဟိုဘယ်လိုခေါ်မလဲတထိုင်နဲ့ကျွန်တော်တို့ကတခါလေအကုန်လုံးတိုင်လေးကိုအကုန်ထိုးထည့်ထားတာအဲ့ဒါမှကျွန်တော်တို့ကဟောတဲ့နေရာကြလို့ရှိရင်တထိုင်တိုင်းဟောလို့ရမှာအဲ့ဒီမှာနောက်တစ်ခုကကျွန်တော်တို့တို့ကိုကျွန်တော်တို့ကမေးစရာရှိရင်ဘာမေးမလဲဆိုတဲ့မေးခွန်းမှာတို့ကဥမာငွေကြီးနဲ့ပတ်သက်တာအချစ်ရေးနဲ့ပတ်သက်တာအဲ့လိုမျိုးအိမ်တော်ရေးနဲ့ပတ်သက်တာဒါမျိုးတွေပေါ့သူတို့မေးလာတဲ့မေးခွန်းတွေဒီကြားထဲမှာခုနပြောလို့ပစ္စည်းပြောက်လူပြောက်အဲ့ဒါမျိုးတွေပေါ့အများကြီးကိုကျွန်တော်တို့ဒီရှေ့ level 2မှာတော့ကျွန်တော်တို့အဲ့ခုနကပစ္စည်းပြောက်လူပြောက်တွေကကျွန်တော်တို့သင်ပေးရမှာပေါ့နော် level 3အထိတော့ဆက်မသွားတော့ပါဘူးဘာလို့ကျွန်တော်လည်းမအားလို့လေနော်မအားလို့ဆိုတကယ်လို့နောက်ထပ်အခြားဘာသာရပ်တွေကိုသင်ကျင်နေဆိုလို့ရှိရင်လည်းကျွန်တော်တတ်နောက်ထပ်ကျွန်တော်တို့နင်းကိုတစ်ခုထပ်သွားပြီးမယ်။ဘာကြောင့်လဲဆိုတော့ဒီမှာနေကျွန်တော်တို့ကအချိန်ကုန်နေမှာဆိုလို့နောက်မှတကယ်လို့ဥမာဟို level 3ကိုထပ်တက်ချင်တဲ့လူရှိတယ်ဆိုလို့ရှိရင်လည်းတောင်းဆိုတဲ့လူများလဲကျွန်တော်ထပ်လုပ်ပေးရမှာပေါ့။ဒါပေမဲ့ဒီဘက်မှာကျွန်တော် level 2မှာကျွန်တော်တလားတင်တန်းပေါ့ဗျာ။အဲ့တလားတင်တန်းမှာတော့ကျွန်တော်ကဒီဘက်မှာခုနပြောတဲ့အဟောပိုင်းတွေကိုတော်တော်ပြည့်ပြည့်စုံစုံလေးကျွန်တော်ပြောသွားမယ်။အဲ့ဒါတွေကိုဒီခုနကကောက်ချက်ချတဲ့ဟာလေးဟောတဲ့ဟာလေးပြောသွားမယ်။နောက်ပိုင်းကျရင်တော့ကျွန်တော်အဲ့ဒီမှာဒီ Telegramတင်တန်းမှာပဲအဲ့လိုမျိုးပေါ့စိတ်ဝင်စားတယ်ဆိုရင်မဟာဘုတ်တင်ငန်းစာကြီးရှိမယ်ကျွန်တော်တို့ဒီမှာခုနကတက္ကပညာပိုင်းကြီးရှိမယ်လောကရန်ပညာပိုင်းကြီးရှိမယ်တော့တက္ကပညာလောကရန်နဲ့မတူဘူးပေါ့နော်လောကရန်ပညာပိုင်းကြီးရှိမယ်တက္ကပညာပိုင်းကြီးရှိမယ်ဟိုလောကရန်ဆိုတာကျွန်တော်တို့ကကြားတဲ့အကွက်ပုံမူတည်ပြီးတော့တစ်ခွက်ချင်းဟောတာလေတက္ကကျတော့ကျွန်တော်တို့ကသူ့ရဲ့ပတ်လန်းကြောင်းတွေကိုအကုန်ပြန်ပြီးတော့သူ့တက္ကဆိုအသက်ပေါ့သူအသက်ဒီဟိုနင်းပေါ့လမ်းကြောင်းတွေကျွန်တော်အကုန်ပြန်စစ်ကြိုးအိတ်ပေါ့ဗျာပြန်ဆက်ရတာပေါ့အဲ့ဒါမျိုးတွေပေါ့နောက်ဒီဘက်မှာကျွန်တော်ဓာတ်စင်ဓာတ်ပညာပိုင်းကြီးရှိမယ်နောက်နဝင်းပညာပိုင်းတွေလူတွေအရန်သိကျင်နေကြတဲ့နဝင်းပညာပိုင်းကြီးရှိမယ်အားလုံးခုနင်းဖြစ်တဲ့ပုံမှန်မူတည်ပြီးကျွန်တော်နောက်သင်တန်းလေးတွေလည်းထပ်ပြီးတော့ကျွန်တော်လုပ်ပြီးတော့မှာပါအဲ့တော့ကျွန်တော်ဒီနေ့ပြောချင်တာကတော့ level 2မှာကျွန်တော်အဟောပိုင်းတွေကိုအဓိကထားပြီးသင်ပေးသွားမယ် level 1မှာတော့ကျွန်တော် level 1မှာကျွန်တော်အဓိကကျွန်တော် basic တွေကိုပဲကျွန်တော်ပြောနေတယ်လာမယ့်အပတ်ဆိုရင်ဒီ basic မှာကျွန်တော်တို့ကဟိုဖြစ်တတ်တဲ့သဘာဝတွေကိုကျွန်တော်ပြန်ရှင်းပေးမယ်အဲ့ဒါမှာတော့ဗီဒီယိုဖိုင်ဖြစ်ချင်မှဖြစ်မယ်ကျွန်တော်တို့စာပိုင်းတွေပေါ့မှတ်လို့ရအောင်လို့အဓိကတော့ဒီ lecture note တွေကိုကျွန်တော်တို့ဦးစားပေးပြီးတော့ဟိုဒီဟိုနင်းကိုကျွန်တော်ချပေးသွားမယ်ဒါမှသူတို့က
ဟိုစာစကားနဲ့ဆိုရင်ကြော်ရမေ့မှာဆိုလို့လေအဲ့လက်ချာနှုတ်တွေကိုပဲအဓိကထားပြီးကျွန်တော်ပြောပေးသွားမယ်လေအဲ့ဒါလေးတွေကိုတေချာနားထောင်မယ်အဲ့ခုနကတေချာလိုက်ပြီးကြည့်မယ်ဖတ်မယ်လိုအပ်လို့ရှိရင်လိုက်ကူးမယ်စာအုပ်မှာပေါ့စနေတခြားဆိုတော့ပိုကောင်းတော့ပဲဗျကျွန်တော်လည်းလိုပဲလုပ်ခဲ့တာအဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့ဒီ level 2တက်ပြီးရတဲ့ကျွန်တော်တို့ကအင်္ဂါဘုရားကိုတော်တော်နားလည်ပြီးဒီအင်္ဂါဘုရားဆိုတာဘာလဲဆိုတော့သဘောပေါက်သွားမှာပါเนาะအဲ့တော့ကျွန်တော်ဒီနေ့တော့ဒီလောက်နဲ့ပဲရပ်ပါမယ်အားလုံးလည်းဒီစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနှစ်ဖြာသောဒုက္ခတွေနဲ့ပြည့်စုံပြီးစိတ်သွားတိုင်းကိုယ်ပါလူရဆန္ဒအားလုံးလုံးတော်ရတဲ့ပြည့်စုံကြပါစေ